အားလုံးပဲမင်္ဂလာပါကိုရန်ဘာမချန်နယ်မှာကျေးဇူးပါတယ်ကျွန်တော်နာမည်ကတော့ခိုင်ခန့်ပါဖန်ကိုသွားပြီးမှကျွန်တော်အခုထိမမိတ်နိုင်သေးတဲ့အစားအစာတစ်ခုရှိတယ်ဗျဒါပေမဲ့လူများစုကအဲ့ဒီအစားအစာတတိယတော့ထားမိကြတယ်ဒီနေ့ဝေရဒီစာဝိုင်းတို့ကကျွန်တော်ဖန်ကိုသွားခဲ့တယ်ဘာလို့လဲဆိုတော့ဘယ် social media မှာပဲကြည့်ကြည့်ဖန်ကိုသွားပဲကြည့်ကြတယ်ဗျဝေရဒီမှာသွားတင်သွားတော့ဖန်မွေးရဒီမှာဖန်ကိုမတော့ဆိုရင်တင်ပေးကိုသွားမှာလေအဲ့ဒီလိုဟော့တင်တဲ့လူတွေကိုဆွဲဆောင်ကြရတယ်အဲကြောင့်ကျွန်တော်လည်းမနေနိုင်မထိုင်နိုင်ချစ်ကိုစုထားရဲ့ပတ်စံလေးနဲ့ဖန်ကိုသွားခဲ့ပါတယ်သူတစ်ဖြင့်ဖန်ရဲ့ထင်ရနေရာတော်တော်များများကိုလည်းရောက်ခဲ့တယ်တောင်ဝိုင်းတောင်ဆွဲခဲ့ပင်တောင်ကတော့ဖန်မျိုးရဲ့ထင်ရပြည့်ရောက်တည်ထူပါအင်မတန်မှလည်းလာတယ်လို့အင်မတန်မှလည်းသွားလို့ကောင်းပါလေဒါပေမဲ့ကျွန်တော်ဒီမှာတော့ဆွဲခဲ့ပင်တောင်ကတော့မတက်ခဲ့ပါဘူးရမ်းပင်မှန်းပါတယ်ကျွန်တော်တောင်ဝိုင်းတောင်နေတယ်တော်တော်ခံစားလိုက်ရပါတယ်ပြမမှုတောင်တောင်တက်ရတာဝါသနာပါတယ်ကျွန်တော်တို့တော့ဖန်ခရီးတွေဟာရန်ကုန်မှာရတာရှိလာပါတယ်ဒါကြောင့်ကျွန်တော်တွားခဲ့တဲ့နေရာအကုန်လုံးတော့မပြောပြတော့ပါဘူးဘာလို့လဲဆိုတော့ဗီဒီယိုရမ်းရှည်သွားမှကျွန်တော်စိုးရိမ်ပါတယ်ခင်ဗျရမ်းလည်းမရှိသေးဘူးတူနဲ့တူရင်းလေးကိုပဲကျွန်တော်ပြောပါတော့မယ်ဒီကျမ်းမှာကျွန်တော်ကခရီးသွားရတာကိုအရမ်းကြိုက်တယ်လို့ရောက်တဲ့ဒေသရဲ့အစားအစာတွေကိုမိစမ်းရတယ်အရန်သဘောကျရတယ်ပါတယ်ဗျအဲ့တော့ကျွန်တော်ဖန်ပြည်နေကိုရောက်တဲ့အခါမှာလူအများစုမေးဒီဒေသကဘာတွေထွက်လဲပေစားစာပေါ်တယ်မေးတဲ့အခါမှာအများစုကတော့ပြောကြတယ်ဗျဒီဒေသမှာတော့ဒေသတော့စားစာတွေတော့သိတာမရှိပါဘူးတဲ့အသိဉာဏ်တွေတော့အရန်ပေါ်တယ်ကျွန်တော်လည်းထားပါတော့ဒါဆိုရင်အသိဉာဏ်တွေလေပြန်မဝယ်တာပေါ့အဲ့ဒီနေပဲကျွန်တော်လေးပတ်ခဲ့တယ်ဖန်ရဲ့နေရာတော်တော်များများလေးပတ်ခဲ့တယ်တနေ့လုံးလေးပတ်ခဲ့တယ်တနှုံးလေးပတ်ပြီးတော့လူလေးနွမ်းနေပြီဘိုက်တီလေးစားအဲ့တော့တို့ညနေစာစားဖို့ဆိုင်မှာထိုင်ကြတယ်အဲ့ဒီချိန်မှာဝေဒါလေးတယောက်ကပကံလုံးလေးနဲ့ဟင်းတစ်မျိုးလာချပြီးသွားတယ်ခင်ဗျမှန်တယ်ပြောရရင်တော့ကျွန်တော်အဲ့ဟင်းကိုလုံးဝစိတ်ဝင်စားခဲ့သေးပါဘူးကျွန်တော်ရှိကဝက်သားဟင်းပကံကအရင်စိတ်ဝင်စားနေသေးတယ်ချက်ထားတာတွေကလေနန်လေးရလေးသိနေတယ်ကျွန်တော်ကလည်းဝတ်သားကြိုက်တဲ့လူဆိုတော့လောင်းကိုအဆင်ပြေနေပါတယ်အဲ့တော့ကျွန်တော်ညနေစာစားတယ်ညနေစာစားပြီးတော့ဝတ်သားရင်းနဲ့စားတာဆိုတော့အေးရေသူကလည်းမခံနိုင်ဘူးတနေ့ကောင်လေးပြင်မှတ်ထားတယ်အဲ့တော့ဘိုက်ကလေးတင်းသွားပြီကျွန်တော်လက်ကအဲ့ဒီခင်းရီပကံရဲ့ဇုံးပေါ်ကိုရောက်သွားတယ်ဒါကျွန်တော်မြည်ကြည့်လိုက်တယ်အနန္ဒီကညစ်နဲ့စုဖုံနဲ့တင်းတင်းလေးကပါနေတယ်ဒါပေမဲ့ကျွန်တော်တောက်ကြည့်လိုက်တဲ့ခါမှာအရသာလေးကလည်းချင်းဆူဆူလေးပြလုံးဝကိုတောက်လိုက်တဲ့အခါမှာကျွန်တော်ပင်မမှုတွေကိုလုံးဝတနေရာထဲမှာဖြောက်လိုက်ရတယ်လုံးဝတနေရာထဲမှာဖြောက်လိုက်ရတယ်ဒါကြောင့်ကျွန်တော်လည်းဘီးမှာထိုင်နေတဲ့လူမိလိုက်တယ်ဒါကဘာဟင်းလဲဒါတာလဘုံဟင်းကြီးတဲ့ကင်းပြည်နယ်ရိုးရာဆာဆာမျိုးဖြစ်တဲ့တာလဘုံဟင်းကြီးပါတဲ့ဟိုကျွန်တော်အဲ့ဒီမှာခန်းစားလိုက်ရတာနောက်ဆုံးတော့ငါကင်းပြည်ရဲ့အရသာတစ်ခုကိုခန်းစားလိုက်ရပြီစက်မှန်တဲ့အရသာတစ်ခုကိုခန်းစားလိုက်ရပြီဆိုရင်အတွေးပါပဲဒါလည်းမကသေးဘူးအဲ့ဒီဟင်းရကရင်ပြည်နယ်ကိုတကယ်ရောက်စေခဲ့တယ်ဆိုတဲ့ခံစားချက်ကိုပေးစွမ်းတယ်ကရင်ပြည်နယ်ရဲ့ကျွန်တော်တို့အကောင်းဆုံးသောပထမဆုံးသောဟင်းရည်တစ်မျိုးဖြစ်တယ်အစားအစာတစ်မျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့တဲခုမဲနေရာကိုပြန်နေဒီပြညဘက်အိတ်လိုက်တယ်ဗျတနေ့လုံးပြင်မှထားတာဆိုတော့မနေ့မိုးလင်းတော့စောစောကြီးထားတယ်ကျွန်တော်တို့မနေ့စာမစားခင်တောင်ဝိုင်းတောင်တက်ဖို့ပြင်ဆင်ကြတယ်တောင်ဝိုင်းတောင်တက်တဲ့ခါတက်ဖို့လူတွေရောသိလိမ့်မယ်ဗျတကယ်မလွယ်ဘူးဆိုတာကိုတိန်နဲ့လှေကတစ်တွေကကျွန်တော်တို့ရဲ့မျက်နှာနဲ့နီးကပ်လာတယ်။မှန်တော့လှေကတစ်တွေကနီးကပ်လာတာမဟုတ်ပါဘူး။ကျွန်တော်တို့မျက်နှာတွေကလှေကတစ်နဲ့နီးကပ်လာတာပါ။ဒါပေမဲ့တကယ်မလွယ်ဘူးဆိုမှကျွန်တော်တောင်ထိပ်ကိုရောက်သွားတဲ့အခါကျွန်တော်တို့ရှူရှားရတဲ့လေရေကျွန်တော်တွေးခဲ့ရတဲ့ရှူရင်းနေရေခန်းစားသူတို့တောင်ဝိုင်းတောင်ဝပြီးတဲ့ခန်းစားချက်တွေက3မိနစ်အတွင်းမှာကျွန်တော်တို့မိုးပန်းကင်းသမျှမိုးပန်းတွေကိုဖြောက်ပေးနိုင်စွမ်းရှိတယ်။ကျွန်တော်တောင်ဝိုင်းတောင်ပေါ်ရောက်တော့သူများတွေကတော့မိုးရိုက်တယ်ဘီရိုရိုက်တယ်ဒါပေမဲ့ကျွန်တော်ကတော့သူနဲ့လွတ်ရန်တောင်ဆောင်လေးတစ်ခုမှထိုင်တယ်အေးစစ်တဘာဝရဲ့အလှတရားကိုခံစားတယ်တဘာဝကပေးဆွမ်းတဲ့လက်ဆက်တဲ့လေးကိုရှူတယ်ရုပ်ပြနဲ့လုံးဝခွဲပြတဲ့ဒီလေးကိုကျွန်တော်ရှူဆိုင်တယ်ဒီထွက်ချိန်လေးကိုကြည့်တယ်ပြီးတော့ဇက်ကမဲ့တောင်ကြီးကိုကြည့်တယ်ဒီရန်ကိုလှတယ်ကျွန်တော်ရဲ့လောက်ခွင်မှာပင်မသမျှရေးစိတ်ပြီးမှုတွေရုပ်ပြနဲ့ဝန်းချက်မှုတွေကိုကျွန်တော်အဲ့ဒီနေရာမှာနေပြဖြောက်နိုင်တယ်ဒါကြောင့်ကျွန်တော်ဖန်ကိုခီးတယ်မှာရန်ကိုပြုတ်ခီးနေရပါတယ်ဆိုတော့ကကျွန်တော်
ကျောင်းရတော့တက်တယ်ဟိုမှာတဘာဝအလှတွေခံစားတယ်ပြီးရင်တနင်္ဂနွေခွဲလောက်အချိန်ယူပြီးတဲ့ခါမှာကျွန်တော်တောင်အောင်ကိုပြန်ဆင်းတယ်ပြန်ဆင်းပြီးတော့ကျွန်တော်ခဏပြုံနာတယ်ပြီးရင်တက်ခွေနေအောင်ပြန်တယ်ပြန်တဲ့အခါကျွန်တော်တို့တက်ခွေစီတော့မနေ့စာစားတယ်အဲ့ဒီအချိန်မှာကျွေးတဲ့ breakfast ထဲမှာပါလာတဲ့အဟင်းတစ်မျိုးရှိတယ်ဗျသူလည်းတာလဘောဟင်းရပါပဲဒါပေမဲ့သူ့မှာကပထမတောက်ခဲ့တဲ့ကျွန်တော်တောက်ခဲ့တဲ့တာလဘောဟင်းနဲ့လုံးဝမတူပါဘူးသူကတော့ပြစ်ပါတယ်ကျွန်တော်ထင်တာကတော့စံနဲ့ချက်ထားပုံရတယ်ဗျပြစ်တယ်ဒါပေမဲ့စူးပုတ်နဲ့မျက်နှာပါနေစမေးပဲတာလဘောဟင်းလိုပဲယူဆလို့ရတယ်တာလဘောဟင်းရပါပဲသူလေဒါကြောင့်ကျွန်တော်မြည်ကြည့်တယ်အရသာကပေါ့တယ်ပေါ့ရွှွှွပြီးမှစားပလင်းလေးတော့ချထားပြီးတယ်လိုရရင်တော့စားလေးထည့်တာပေါ့ဗျာဒါပေမဲ့ပြစ်နေတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်အကြိုက်ရတာတော့ဟုတ်မနေခဲ့ပါဘူးဒီမှာကျွန်တော်ပြောချင်တာကတော့တာလဘောဟင်းရဆိုတာကရင်လူမျိုးတွေအတွက်လူတရားမှတန်ဖိုးရှိတဲ့ဟင်းရပါပဲဘာကြောင့်လဲဆိုတော့လူအများစုကကရင်ပြည်နယ်လို့ပြောလိုက်လို့ရှိရင်ဖန်ပြည်နယ်ရဲ့တောင်တန်းတွေရေမြေနဲ့တောတောင်တဘာဝအလှတွေကိုပဲပြီးမြင်ကြတယ်ဗျတာလဘောဟင်းရလေးကိုတော့များသောအားဖြင့်ကတတိလက်လို့ဖြစ်နေတတ်ပါသေးတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကကရင်ပြည်နယ်ကိုချစ်တယ်ဆိုရင်ကရင်ပြည်နယ်ရဲ့ရိုးရာအစားအစာတစ်ခုဖြစ်တဲ့တာလဘောဟင်းရလေးကိုလည်းမိမထားကြပါနဲ့ဗျာချစ်တယ်ဆိုရင်မိမထားကြပါနဲ့ကီဗီကိုပြောလိုက်ရင်တော်ဘောလှိုင်းကူတွေတောတောင်ကြီးမီတဘာဝအလှတွေကိုပဲပြင်းမြင်မနေကြပါနဲ့တော့ကရင်လူမျိုးတွေရဲ့ရိုးရာအစားအစာတစ်ခုဖြစ်တဲ့တာလဘောဟင်းရည်လေးကိုလည်းသတိရပေးကြပါကျွန်တော်တို့ကတော့နေရာတစ်ခုကိုအမှတ်ရစီတာကတော့အဲ့ဒီနေရာရဲ့တောတောင်ကြီးမီတဘာဝတွေမဟုတ်ပါဘူးအဲ့ဒီဒေသရဲ့ဒေသထွက်အစားအစာတစ်ခုကလည်းကျွန်တော်ဘဝကိုတသက်လုံးမှတ်ရစီတဲ့အထက်မှာပါဝင်နေပါတယ်ဗျကရင်ပြည်နယ်ဆိုပြီးတော့ပြန်ဆဲစားလိုက်တဲ့ခါတိုင်းမှာကျွန်တော်ရဲ့ခေါင်းထဲမှာအရင်ဆုံးပေါ်လာကတော့ကရင်ပြည်နယ်ရဲ့တောင်တန်းတွေအပြင်ချင်းဆူဆူရတာကိုပေးစွမ်းနေတာလဘောဟင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့အရေးကြက်ကြက်နဲ့ချင်းဆူဆူရတာရှိတဲ့တာလဘောဟင်းလေးကိုပဲပို့ကြိုက်ပါတယ်မိတ်ဆွေတို့ကတော့ဘယ်တာလဘောဟင်းလေးကိုပို့ကြိုက်တယ်လဲဒါအပြင်တာလဘောဟင်းလေးကိုဘယ်လိုမျိုးတွေချက်လို့ရတယ်ဆိုတာကိုကောင်းမှမျှဝေပေးခဲ့ကြပါဦးခင်ဗျာတာလဘောဟင်းရဲ့အပြင်ဘယ်လိုသောအစားအစာတွေကကရင်ပြည်နယ်ရိုးရာအစားအစာတွေလဲဆိုတာကိုလည်းကောင်းမှမျှဝေပေးခဲ့ကြပါဦးနော်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ